ကုန်ထိုင်းဘဏ်သုံးတဲ့သူတွေအားလုံးအနေနဲ့လာမယ့်24ရက်နေ့မနက်တနာရီကနေပြီးတော့6နာရီအထိဘဏ်ဆော့ဝယ်သုံးလို့မရဘူးဆိုပြီးတော့ကြော်ညာထားတာဖြစ်ပါတယ်ဗျ။ဒီဖုန်းထဲမှာလည်းကျွန်တော်အခုလိုမျိုးကြော်ညာထားတယ်ပြီးတော့ mobile banking ထဲမှာကြော်ညာလို့ဒီ KTB ပေါ့ကုန်ထိုင်းရဲ့ကျွန်တော်တို့ Facebook page မှာလည်းတရားဝင်ကြော်ညာထားပေးတာဖြစ်ပါတယ်ဗျ။ဒါကြောင့်မို့လို့ကျွန်တော်အဲ့လိုမျိုးအချိန်တွေမှာဘဏ်ဆော့ဝယ်ဝင်လို့မရလို့ရှိရင်တော့လုံးဝမဖြတ်ပစ်လိုက်ပါနဲ့ဗျ။ဒါကျွန်တော်မြင်နေလာပြီးတော့အသိပေးတာပေါ့နော်။ဖြတ်ပစ်လိုက်ပြီးလို့ရှိရင်တော့ကိုအလုပ်ရှုပ်တယ်နော်ဘဏ်ရုံးပြန်သွားရတယ်အချက်လက်တွေပြန်ပြီးတော့အစုံလုံးပြန်ယူသွားတာနည်းနည်းအလုပ်ရှုပ်တာဖြစ်တဲ့ကြောင့်ဒီလိုမျိုးအချိန်တွေမှာပြန်ဝင်လို့မရတဲ့အချိန်မှာဘာမှစိုးရိမ်စရာမလိုဘူးဆိုတဲ့အကြောင်းလာပြီးတော့အသိပေးတာဖြစ်ပါတယ်သူရဲ့သတ်မှတ်ထားတဲ့အချိန်မှာကျွန်တော်မနက်6နာရီကျော်သွားလို့ရှိရင်တော့ပြန်ဝင်လို့ရတယ်ဘန်တွေက update တို့ဝန်ဆောင်မှုပို့ပြီးတော့ကောင်းအောင် update မြှိပေးတယ်ဆိုတာကလည်းကျွန်တော်ပို့ပြီးတော့သုံးလို့ကောင်းအောင်အမြင်နဲ့လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့အခုလို update မြှိတဲ့အချိန်တွေကလည်းကျွန်တော်ပြောဆိုညလူအိတ်တဲ့အချိန်ပေါ့နော်မနက်တနာရီဆိုတာအိတ်နေတဲ့အချိန်ပဲများပါတယ်ကျွန်တော်တို့မနက်တနာရီကနေပြီးတော့ဒါ6နာရီအထိဆိုတော့ဒါတော်တော်များများတော့ညဆိုင်အလုပ်ဆင်းတဲ့သူတချို့မအိတ်တဲ့သူတွေအချိန်မှာပတ်စံလွှဲတာတွေကျွန်တော်တို့ပတ်စံလွှဲစရာရှိတယ်ဆိုရင်တော့ကြိုပြီးတော့လွှဲထားလိုက်တာပိုကောင်းပါလေဗျာနော်တကယ်လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်ကြာလို့ရှိရင်တော့ပုံမှန်တိုင်းပြန်ပြီးတော့သုံးလို့ရပါတယ်အဲ့တော့အဲ့လိုအချိန်တွေမှာဝင်လို့မရဘူးဆိုရင်စိတ်ပူစရာမလိုဆိုတဲ့အကြောင်းလာပြီးတော့ထပ်မံပြောပြပေးတာဖြစ်ပါတယ်ဗျာအဲ့တော့ဘန်နဲ့ပတ်သက်ပြီးတော့တခုခုကျွန်တော်ပြန်ပြီးတော့သွားရတယ်ဒီဘန်ရုံးတွေမှာကိုယ့်ရဲ့ဘန် software update တွေပိုင်းတပြန်ထည့်တယ်ဆိုရင်တော့ကျွန်တော်အဓိကလိုတာကိုယ့်ရဲ့ single ထောက်ခံစာတွေအခုဆိုရင်ဒါအားလုံးသိတဲ့အတိုင်းပဲယူလို့ရနေပြီဆိုတော့ single ထောက်ခံစာတွေလိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကိုယ့်ရဲ့ passport visa တက်တန်းရှိရမယ်ပြီးတော့ရှင်တော့ work permit စာရွက်တွေငွေချေစာရွက်တွေကိုကပိုင်းအောင်ကတ်ပါရှိရဆိုပိုင်းအောင်ကတ်ကိုလည်းကျွန်တော်တို့ဒါနီးစက်ရ employee ရုံးတွေမှာဒါထော်လော်စံပတ်အသစ်တပြန်ထုတ်လို့ရပါတယ်ဗျာထော်လော်စံပတ်ထုတ်တာအများကြီးသိမကုန်ပါဘူးကျွန်တော်တို့ဒီပိုင်းအောင်ကတ်ရိုက်ပြလိုက်လို့ရှိရင်တို့ကထော်လော်စံပတ်ကတချို့ရုံးကလည်း20တောင်းတယ်တချို့ရုံးဆိုအလဲကားထုတ်ပေးတဲ့နေရာတွေလည်းရှိတယ်ဗျအဲ့တော့ဘန်နဲ့ပတ်သက်ပြီးတော့ကိုရုံးနေပြန်သွားတဲ့ခိုင်ပေါ့နော်တော်တော်များတော့ကျွန်တော်ကာစီကွန်ဘန်ဆိုရင်တော့မတောင်းဘူးကာစီကွန်ဆိုရင်တော့အများအားဖြင့် software တွေပိုင်းပြန်ထိတ် single ထောက်ခံစာရယ်ကျွန်တော်တို့ဒီ passport ရယ်ပြီးတော့ဘန်စာအုပ်ရှိအောင်နဲ့ကျွန်တော်ဒါပြန်လုပ်ပေးတာလွယ်တယ်တခြားဘန်တွေကြတော့နည်းနည်းအစုံတွေပြန်တောင်းတာများပါတယ်ဗျအဲ့တော့ကျွန်တော်တို့အားလုံးအနေနဲ့ဘန် software သုံးတဲ့သူတွေအကုန်လုံးပေါ့နော်ကိုယ့်ရဲ့ဘန်တွေကိုလည်းကျွန်တော်အထူး view စိုက်ပြီးတော့သုံးကြပါလို့ပြောချင်ပါတယ်အများအားဖြင့်တော့ကျွန်တော်တို့မှာဘန်လာဖွင့်လို့ရှိရင်တော့မေးကြပါဘန်ကရေရှည်သုံးလို့ရလားဘန်ကရောအာမခံချက်တွေရှိလားဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့်သုံးပြီးကျွန်တော်တို့အာမခံပြီးတော့ဖွင့်ပေးတယ်ဆိုတဲ့ဘန်တွေအားလုံးကလည်းအလောက်တမာတယောက်နေလစာလက်ခံဖို့လောက်ဆိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်ပေးတာပေါ့နော်တချို့ကငွေဝင်ထွက်တွေများပြီးတော့မှကိုယ့်အကိုအဝင်ထွက်ပိတ်တယ်ဆိုတော့ကျွန်တော်ပြန်လုပ်ပြီးလို့မရဘူးဒါတွေကတော့ဒါဘန်ရဲ့သူ့ရဲ့သတ်မှတ်ထားတဲ့အနေအထားတစ်ခုရှိတယ်ဒါမှမဟုတ်ကျွန်တော်ဘန်ကငွေလွှဲငွေထုတ်လုပ်တဲ့သူတွေဆိုရင်တော့အထူးကကိုယ့်ရဲ့ဘန်ကိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့တနေ့ကို9000 limit ရတယ်ဆိုပေမဲ့ကျွန်တော်အနည်းဆုံးတော့ဒီ4000အောက်လောက်ပဲသုံးတာပိုကောင်းပါတယ်3000ပတ်ဝန်းကျင်အဲ့လောက်လေးသုံးတာပိုအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဘန်တစ်ခုတည်းကိုကျွန်တော်အများကြီး double တွေသုံးနေမယ်ဆိုရင်တော့ဒါနည်းနည်းတော့အခက်ခဲရှိပါတယ်အဲ့တော့ကိုကငွေလွှဲတွေလုပ်နေတဲ့သူဆိုတော့ဖြစ်နိုင်တော့ဘန်နည်းနည်းများလေးရှိတိုင်းတော့ပိုကောင်းတယ်ဗျာနော်လှည့်ပြီးတော့သုံးကြတာဒါကတော့ကျွန်တော်လည်းဘန်ဖွင့်ပြီးတော့တော်များငွေလွှဲတဲ့သူတွေလာဖွင့်လို့ရှိရင်တော့အဲ့လိုမျိုးတွေ့ရပေါ့နော်ဒါဘန်တို့နည်းနည်းမိသားစုတွေအကုန်လုံးဖွင့်ထားကြတော့မိသားစုလိုက်အလုံးလုပ်တယ်ဆိုတော့ဒါဆိုတော့နည်းနည်းပိုအဆင်ပြေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အားဖြင့်တော့ဘန်ကတော့အားလုံးရေရှည်သုံးလို့ရပါတယ်လူတိုင်းနေနဲ့ကျွန်တော်ကိုယ့်ရဲ့ဘန်ကိုချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့အားလုံးပဲဘန်ဖွင့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့မှာတော့ကုန်ထိုင်ဘန်တော့ဖွင့်ပေးပါတယ်ချုံပူလီမှာလည်းဖွင့်ပေးတယ်ဘန်ကောင်းမှာလည်းဖွင့်ပေးပါတယ်ဗျအဲ့တော့ဘန်ဖွင့်ဖို့ဆိုရင်တော့အသေးစိတ် CB မှာတိုက်ရိုက်လေလာရောက်မေးမြန်းနိုင်ပါတယ်ဗျ